အောက်နိုင်လင်အကျိုးရှိစောင့်နိုင်လင်တခိုးမီတခါတုန်းကရွာတရာမှာငပြေးလို့ခေါ်တဲ့တခိုးတစ်ယောက်ရှိတဲ့ငပြေးဟာခိုးဝက်ရာမှာကျင်လည်ပေမဲ့ပစ္စည်းကိုမမောလွန်းသောကြောင့်လူအများအိပ်ပျော်သည့်အထိမအောက်နိုင်ဘူးတဲ့မလုံမရှက်ငြိမ်သက်စွာပုံအောင်ပြီးချောင်းမြောင်းနေရခြင်းကိုလည်းမအောင်ဤနိုင်တိမခံနိုင်တဲ့အတွက်လူများအိပ်မပျော်ခင်မှာခိုးယူမိတတ်တယ်တဲ့ဒါကြောင့်မကြာခဏအဖမ်းခံရလေရှိတဲ့ကွယ်ဒါတွေမကတခိုးငပြေးဟာအဖိုးမထိုက်တန်တဲ့အဝယ်အစားအသေးမွှားလေးကအစလိုချင်တက်မှတ်လုံးတာကြောင့်မကြာခဏခိုးယူလေးရှိပြီးမကြာခဏအဖမ်းခံရအရိုက်ခံရပြန်တယ်။ဒါကြောင့်ငပြည့်ရဲ့ရင်းနှီးသူအဖော်များကမိမိအာသာဆန္ဒကိုအောက်ဤတင်ကြောင်းခိုးဝဲရန်ချောင်းမြောင်းသည့်အခါလဲအောင်ဤနိုင်မှသာအကျိုးရှိမည်ဖြစ်ကြောင်းပြောပြတုံတင်ကြတဲ့။တခိုးငပြည့်ဟာအဖော်များတုံတင်ချက်ကိုလိုက်နာပြီးပြုကျင့်ရာသူ့အတွက်များစွာအကျိုးရှိလာသည်ကိုတွေ့ရတယ်။အောက်နိုင်လင်အကျိုးရှိသည်ဆိုတဲ့အချက်ကိုအလွန်သဘောကျပြီးအမြဲနှလုံးသွင်းလေးရှိတဲ့ကွယ်ဒီလိုနဲ့တနေ့မှာငပြည့်ဟာအိမ်တိမ်ကိုဝင်ခိုးဖို့အိမ်အောက်ကချောင်းမြောင်းနေတဲ့ငပြည့်ဝင်ခိုးဖို့ရောက်နေတဲ့အိမ်မှာကအသက်ကြီးကြီးအဖိုးကြီးတဦးနဲ့အသက်ငယ်ငယ်မိမပြိုတို့မင်္ဂလာဆောင်ပြီးစမင်္ဂလာဦးညနဲ့တိုးနေပါရောတခိုးငပြည့်ဟာမင်္ဂလာလက်ဖွဲ့တွေအများကြီးကိုမှန်းပြီးတည်ကြနေတာပေါ့ကွယ်အဖိုးကြီးနဲ့တို့သမီးဟာတော်တော်နဲ့မအိပ်နိုင်ဘူးတဲ့ငပြေးဟာအောက်နိုင်မှအကျိုးရှိမယ်ဆိုပြီးအောင်အင်းနေရတာပေါ့ကွယ်ဒီလိုနဲ့တကောင်ကြော်လာတယ်ခုအချိန်ထိမအိပ်နိုင်သေးဘူးလားဆိုပြီးစိတ်လဲတိုးလာတယ်ဒါပေမဲ့အောက်နိုင်မှအကျိုးရှိမှာပါလေဆိုပြီးပို့ပြီးနားဆွင့်နေလိုက်တယ်အဖိုးကြီးနဲ့တို့သမီးဟာပစ္စည်းရတွေတွက်ချက်သိမ်းဆဲပြီးလို့အိတ်ခမ်းထဲဝင်ကြတယ်တို့သမီးတန်းဝင်လိုက်တန်ကိုလည်းငပြေးကြားရတဲ့ဒီခါတော့ဟုတ်ပြီပေါ့မကြခင်သူတို့အိပ်ပျော်သွားမှာပဲလို့တွေးပြီးအိတ်ခမ်းနာကနားဆွင့်လိုက်တယ်ခတ်တာကတို့သမီးကမျက်လုံးဆင်းနေပေမဲ့အဖိုးကြီးကမျက်လုံးပြူးနေတော့မယ်တဲ့အဖိုးကြီးဟာမအိပ်နိုင်သေးပဲအသစ်ဆက်ချင်မယားလေးကိုကြည်စဲနေတဲ့ကွယ်အဖိုးကြီးကဒါအတုအရာလေးလေလို့ကလေးစိုးကြီးတဦးလိုလက်ညှိုးလေးနဲ့တို့သမီးနှစ်ဖူးကိုထိထိပြီးမေးတဲ့အခါတို့သမီးကမျက်လုံးလေးဆင်းလျက်အဖိုးကြီးရှင်ဘက်ကိုပုတ်ပြတဲ့အဖိုးကြီးလည်းအကြီးအကျယ်သဘောခွေပြီးဒါအတုအရာလေးလေလို့တစ်ဆက်ထပ်ပြီးမေးနေတာကြောင့်တခိုးငပြေးဟာနားကြပြင်းကက်ကမအောင်ဤနိုင်တော့ပဲဟာငါအရာရေးဟာငါအရာရေးဆိုပြီးထွက်ပြေးပါလေရောတဲ့ကွယ်အဖိုးကြီးအိမ်တာမကဘေးအိမ်တွေကပါနိုးကုန်ကြလို့ဝိုင်းလိုက်တာနဲ့တခိုးငပြေးဟာခြေဦးတက်ရာထွက်ပြေးတော့တဲ့ဒီလိုနဲ့ငပြေးဟာရွာပြင်တုတ်တန်စရက်ကိုရောက်လာခဲ့တယ်တခိုးငပြေးဟာမောပန်းလုံးလို့တုတ်တန်စရက်ပေါ်မှာပက်လက်လှဲအိတ်ဆက်နေတဲ့အဲ့ဒီရွာမှာသားမရှိမယားမရှိအခြားအဖိုးကြီးတစ်ယောက်လည်းရှိသေးတယ်အဲ့ဒီအဖိုးကြီးဟာသူ့ငွေထုတ်ကိုအိမ်သားနီးချင်းများထံအနှံပြီးမကြာခဏပြန်တောင်းလေးရှိတာကြောင့်သူ့ငွေထုတ်ကိုဘသူမှလက်မခံလိုက်ကြဘူးတဲ့ဒါကြောင့်အဲ့ဒီအဖိုးကြီးဟာအကြံတစ်ခုရတာကြောင့်သူ့ငွေထုတ်ကိုပိုက်ပြီးအာယုံမတက်မီတုတ်တန်စရက်စီတိတ်တိတ်စိတ်ထွက်လာခဲ့တဲ့တခုံးငပြေးဟာလဲချွတ်အတန်ကြားလို့လှမ်းကြည့်လိုက်တော့လူရိပ်မြင်တာနဲ့မလုံးမရှက်ငြိမ်သက်စွာပြန်လှဲနေလိုက်တယ်အဖိုးကြီးဟာတုတ်တန်စရက်ကိုရောက်တဲ့အခါပက်လက်ဆက်ဆန့်ကြီးဖြစ်နေတဲ့ငပြေးကိုမြင်တဲ့ကယောဂါကြောင့်အချိန်လွန်အခါမဲ့လာရောက်စွတ်ပစ်ထားတဲ့လူတွေအလောင်းပဲလားဒါမှမဟုတ်အမှုသမားတယောက်ယောက်လူရှင်ပဲလားလို့မဝေခွဲနိုင်ပဲငပြေးနှာခေါင်းဝအနီးမိမိနားကပ်ပြီးအသက်ရှူတံကိုနားထောင်ကြည့်တဲ့တခိုးငပြေးလဲအောက်နိုင်မှအကျိုးရှိမယ်ကွာလို့စိတ်ထဲကကြိတ်အားတင်းကအသက်မရှူပဲအောင်ထားတဲ့ဖိုးကြီးဟာအသက်ရှူတံလုံးဝမကြားရတော့တဲ့အခါလူတွေပဲလို့ယူဆပြီးဇရက်အနီးတစ်ဝိုက်မှာတွင်တူပြီးငွေတို့ကိုမြင်မှမြုပ်တဲ့တခိုးငပြေးလဲအตาလေးမျက်စိမေးကြည့်ပြီးအဖိုးကြီးလှုပ်ပုံကိုင်ပုံတွေကိုအကဲခတ်ပြီးအောက်နိုင်မှအကျိုးရှိမယ်ကွာလို့စိတ်ထဲကရေယုံရင်မလုံးမရှက်နေမြဲနေလိုက်တယ်အဖိုးကြီးဟာငွေတို့ကိုမြုပ်ပြီးဒုတ်ချောင်းတစ်ခုကိုအမှတ်ပြုစိုက်ထားလိုက်တယ်ပြီးတော့အတင်ဒုတ်ချောင်းငါဤငွေတို့ကိုကောင်းစွာစောင့်ရှောက်လော့ငါမှတပါအခြားသူများဤငွေတို့ကိုတူးဖော်ပါကမွေအသွင်ဖြင့်6လှန့်ပါလောဟုဆိုပြီးကျိန်စာပြုတဲ့အဲ့ဒီနောက်အဖိုးကြီးဟာတုတ်တန်စရက်ပေါ်ပြန်တက်လာပြီးလူသေးကောင်းဟုတ်မဟုတ်ရလားဆိုပြီးတန်တရားရှင်းအောင်ငပြေအနာကနရွက်တစ်ဖက်ကိုဓာတ်နဲ့လှီးဖြက်ကြည့်တဲ့တခိုးငပြေကလည်းမြင်မြုပ်ထားတဲ့ငွေတို့ကိုတိမြင်တွေးရှိပြီးဖြစ်လို့အောက်နိုင်မှအကျိုးရှိမယ်ကွာလို့စိတ်ထဲကကြိတ်ပြီးရေရုပ်ခါနရွက်လှီးဖြက်တာကိုမလုံးမရှက်အန်ကြိတ်ပြီးခံတဲ့အဖိုးကြီးဟာနရွက်ဖြက်ပြီးမှန်ပေတယ်လူသေးပဲဆိုပြီးစိတ်ချလက်ချတန်တရားကင်းစွာနဲ့ရွာကိုပြန်ခဲ့တဲ့ကွယ်တခိုးငပြေလဲအဖိုးကြီးထွက်သွားပြီးမကြခင်မှာပဲတုတ်တန်စဲကထားပြီးငွေတို့မြုပ်ထားရစီသွားတဲ့ငွေတို့ကိုတူးဖော်မယ်လို့လှုပ်လိုက်တဲ့အခါမှတ်တိုင်အဖြစ်စိုက်ထူထားတဲ့ဒုတ်ချောင်းဟာငွေတရံဖြင့်ပေါက်ဟန်ပြုတဲ့
ဒီအခါတခိုးငပြည့်ကအတင်တုတ်ချောင်းတင်အားငါကောင်းကောင်းသိတယ်မချောက်လှမ်းနဲ့လို့ဆိုတဲ့ခဏမှာမွေအသွင်ပြောက်ပြီးဒုတ်ချောင်းပြန်ဖြစ်သွားတဲ့နောက်တစ်နေ့မှာအဖိုးကြီးဟာသူ့ငွေတို့ကိုစိတ်မချတာနဲ့တုတ်တန်စီရက်ကိုတဖန်ပြန်လာပြီးငွေတို့ကိုတူးဖော်ရှာဖွေကြည့်တဲ့အခါမတွေ့ရတော့ဘူးတဲ့အမှန်ပဲတုတ်တန်စီရက်ပေါ်မှာတွေ့ရတဲ့အသေးကောင်ဟာတေးဟန်ဆောင်နေတာပဲဖြစ်မယ်အဲ့ဒီအကောင်ပဲတူးဖော်ယူသွားတာဖြစ်မယ်လို့တွေးပြီးငွေတို့တခိုးကိုရှာဖို့ထွက်ခဲ့တဲ့ဒီလိုနဲ့များမကြာမီတနေ့မှာအဲ့ဒီရွာတဲကအိမ်တိမ်မှာနာရေးဖြစ်တဲ့ထုံးစံအတိုင်းပဲဖဲဝိုင်းကတ်ဝိုင်းပစစ်ဝိုင်းစုံနေတာပေါ့ကွယ်တခိုးငပြည့်ဟာဥကောင်းကိုနှရွက်အုပ်အောင်တပတ်ဆောင်တစ်ထည်နဲ့ပတ်ပေါင်းပြီးအတူဘအိမ်ကိုရောက်လာကပစစ်ဝိုင်းတစ်ခုမှဝင်ကစားနေတဲ့မကြာမီငွေတို့ရှင်အဖိုးကြီးကလည်းအတူဘအိမ်ရောက်လာပြီးဟိုကြည့်ဒီကြည့်ရှာဖွေရာကပစစ်ဝိုင်းထိုင်ကစားနေတဲ့တခိုးငပြည့်ကိုမြင်တွေ့သွားတဲ့ငပြည့်ကိုတွေ့တယ်ဆိုရင်ပဲတုတ်တန်စီရက်ကလူသေးကောင်နဲ့မျက်နှာတူတာပဲလို့တန်တရားမကင်းပဲကြည့်ရှုနေတဲ့ဒါနဲ့အဖိုးကြီးလည်းအကြံရပြီးသူကိုယ်တိုင်ပစစ်ဝိုင်းဝင်ကစားကငပြည့်ကိုအကဲခတ်နေတဲ့အသေးကောင်မျက်နှာနဲ့တူလာကြီးတဲ့စိတ်ထဲဆွဲတာကြောင့်ကြွေပြစ်ရာတွင်တူလိုက်လေကွာလို့ဆိုပြီးပြစ်မိတဲ့တခိုးငပြည့်ကလည်းမိမိအလှဲ့မှာအားကြမခံတုံ့ပြန်လိုတော့ကြောင့်တူရင်လဲဟုတ်မှာပေါ့ဗျာလို့ဆိုပြီးကြွေပြန်ပြစ်တဲ့အဖိုးကြီးကတဖန်တခိုးငပြည့်နှရွက်အဖြတ်ခံနိုင်လောက်အောင်ကြီးနိုင်ခဲ့ပုံကိုတွေးမိပြီးအောင်မဲအောင်နိုင်လုံးလေကွာဆိုပြီးကြွေပြစ်ပြန်တဲ့တခိုးငပြည့်ကလည်းအားကြမခံအောင်နိုင်မှအကျိုးရှိတယ်ဗျာလို့ဆိုပြီးကြွေပြစ်ပြန်တဲ့အဖိုးကြီးဟာငပြေကောင်းမှာနှရွက်ဖုံးလောက်အောင်ရစ်ပတ်ထားတဲ့ပေါင်းတစ်ပတ်ကိုစောင်းကြည့်ပြီးမျက်နှာပုံချင်းကလည်းတူတယ်အချီအချပြောပုံတွေကလည်းအန်ကိုက်နေတာပဲအဆက်လည်းရှိတယ်ဒါပေမဲ့နှရွက်ပြက်မပြက်တည်တည်ချာချာမသိရသေးတာခက်တယ်လို့တွေးနေမိတဲ့အဲ့ဒီလိုတွေးရင်ကစားလိုက်ငပြေတစ်ပတ်ကိုကြည့်လိုက်နေပေါ့ကွယ်ဒီလိုနဲ့ငပြေရဲ့တစ်ပတ်ဟာရော်ရဲပြေစားပြုတ်လာတာကိုသတိပြုမိတယ်ဒီအခါမှာအဖိုးကြီးစဉ်းစားပြန်တယ်တကယ်တော့ပြေစားပြုတ်ပြီးပြေကြမှနှရွက်ပြက်မပြက်မြင်ရမှာပဲပြေကြတဲ့တိုင်အောင်စောင့်မှဖြစ်မယ်ဒါမှသေးကြမယ်စောင့်နိုင်မှငွေတို့တခိုးကိုမိမယ်လို့တွေးရင်မိမိအလှဲ့မှာစောင့်နိုင်မှတခိုးမိမကွာလို့ဆိုပြီးကြွေပြစ်တဲ့တခိုးငပြေးကလည်းအောက်နိုင်မှအကျိုးရှိတပြားလို့ဆိုပြီးကြွေပြန်ပြစ်တဲ့အဲ့ဒီလိုအချီအချအားကြမခံပြောပြီးကြွေပြစ်ရာကစေရောကိုပါမန်ပါလာပြီးဥကောင်းလှုပ်ရမ်းမိတာကြောင့်ငပြေကောင်းကပေါင်းထားတဲ့တပတ်ဟာပြုတ်ကြပါလေရောတဲ့တပတ်ပြုတ်ကြတဲ့အခါငပြည့်ရဲ့နှရွက်ပြက်နေတာကိုအဖိုးကြီးတွေ့သွားပြီးအဲ့ဒါမှစောင့်နိုင်လို့တခိုးမိပဲကွာလို့ဆိုပြီးငပြေအားဖမ်းဆီးဆွဲကင်ကတကြီးရင်ကိုခေါ်ဆောင်သွားကငွေတို့ခိုးမှုနဲ့တိုင်ကြားလေတဲ့ကွယ်ငပြေလဲမငင်းနိုင်ပဲအဖမ်းခံရတော့တာပဲဒီပုံမြင်ကိုထောက်ရှုပြီးအောက်နိုင်လင်အကျိုးရှိစောင့်နိုင်လင်တခိုးမိဖူ၍ဆိုရိုးစကားပုံဖြစ်ပေါ်လာခဲ့တယ်ဒါကြောင့်ဘယ်ရာမဆိုအာသာငန်းလိုချင်တက်မှတ်မှုမရှိပဲအောင်ဤနိုင်ရမယ်အကျိုးရှိအောင်စောင့်စားနိုင်ရမယ်လို့သင်ခန်းစာမှတ်ယူရတာပေါ့ကွယ်